ဘုန်းတော်ကကိုတယောက်တည်းလောကကြီးထဲမှာရက်တည်လို့မရဘူးဟုတ်တယ်မို့လားအ ਨੇ ဆုံးကိုမိသားစုရှိတယ်နော်ကိုနဲ့ပေါင်းတဲ့ဆက်ဆက်နေတဲ့လူတွေရှိတယ်လို့ဖို့ကံဘက်တွေရှိတယ်အကုန်လုံးဘုန်းတို့ရဲ့စိတ်တွေကများသောအားဖြင့်ကိုဘဝအကြောင်းကိုတွေးတောကျက်စားပြီးတော့နေတာတဲ့သူများဘဝသူများအကြောင်းတွေကိုတွေးတောကျက်စားနေတာတွေကအပုံကြီးတောင်များမယ်လို့ထင်တယ်အဲ့ဒီအနေထားလေးကိုတွေးကြည့်လိုက်အဲ့လိုနေတဲ့အခါမှာဘုန်းတို့စိတ်တွေကဒီပတ်ဝန်းကျင်သက်ရှိသတ္တဝါတွေရဲ့ပုံမှာဘယ်လိုသဘောထားတွေနဲ့နေကြတာများသလဲကိုဖြစ်ချင်တာလေးဖြစ်ရင်တစ်မျိုးကိုဖြစ်ချင်တာမဖြစ်ရင်တစ်မျိုးဆိုတဲ့တုံ့ပြန်ချက်နဲ့နေတာပဲဟုတ်တယ်မို့လားတော့လူတွေပုံမှာသဘောထားတတ္တဝါတွေပုံမှာသဘောထားဘာမှသိပ်ပြီးတော့မမြင့်မြတ်လှဘူးနော်ကိုယ်အလိုကြတယ်ကိုကြိုက်တယ်ဆိုလို့ရှိရင်ပြုံနဲ့အဲ့ဒါလည်းသူ့ကိုမျက်နှိုးလို့မျက်နှိုးတာမဟုတ်ကိုယ်အလိုလေးကြည်သွားလို့မျက်နှိုးလိုက်တဲ့ကိစ္စဟုတ်တယ်မို့လားကိုယ်အလိုမကြည့်တော့ဘူးကိုယ်သဘောမကျတော့ဘူးဆိုတာနဲ့ဘာဖြစ်သွားတာတော့ဟာတခါတည်းမြင်ကပ်သွားတော့တာပူလောင်မှုတွေကိုယ်မှလည်းဖြစ်တယ်သူ့ဘောတုံ့ပြန်တာတွေကလည်းမကောင်းမွန်တော့ဟုတ်လားအဲ့တော့လူသားတွေပေါ်မှာအထူးသဖြင့်လူသားတွေလိုပဲပြောရမှာဆိုအထူးသဖြင့်ကိုယ်နဲ့နီးစပ်တဲ့လူတွေရဲ့ပေါ်မှာကိုယ်ဘလို့သဘောထားသလဲဆိုတော့ဘလို့တစ်မျိုးလိုတစ်မျိုးသဘောထားနေတာဟုတ်တယ်မဟုတ်လားအဲ့လိုပြောခံရတော့စိတ်ထဲမကြည်နပ်ဘူးလို့မြန်ရှိသလားမရှိနဲ့တော့ဒါတကယ်ပဲဟုတ်တယ်မဟုတ်လားပြန်ပြီးတော့ကိုယ်စိတ်ကလေးကိုအမိဖမ်းကြည့်လိုက်ပတ်ဝန်းကျင်ပေါ်ဘလို့သဘောထားရလဲကိုလိုရင်တစ်မျိုးကိုမလိုရင်တစ်မျိုးလိုတယ်မလိုဘူးဆိုတာလည်းပဲကိုယ်ဆန္ဒပြည့်ရင်တစ်မျိုးကိုယ်ဆန္ဒမပြည့်ရင်တစ်မျိုးပေါ့ကို့မှာလမ်းကြောင်းချပြီးတော့သူတို့ဘလို့ပဲနေငါသူတို့အပေါ်မှာအေးချမ်းချမ်းမြင့်မြတ်လေးသဘောထားမယ်ဆိုတဲ့စိတ်မျိုးဘုံဘုံတို့မမွေးသင့်ဘူးလားမွေးသင့်တယ်အဲ့ဒါဓမ္မဝိဟာရတရား၄ပါးနဲ့နေဖို့အတွက်အဲ့ဒါအလွန်အခြေခံကြတဲ့အတွေးအမြင်ပဲဟုတ်လားဓမ္မဝိဟာရတရား၄ပါးဆိုတာကတတ္တဝါတွေရဲ့ပုံမှာမြင့်မြတ်တဲ့သဘောထားလို့ဘုံဘုံကအဲ့လိုလေးလွယ်လွယ်လေးနားလည်စေချင်တာအထူးသဖြင့်လူတွေရဲ့ပုံမှာကိုယ့်ရဲ့မြင့်မြတ်တဲ့သဘောထားလေးပဲသူတို့ဘလို့နေတာမနေတာသူတို့ဘာညာအဲ့ဒါကဘာမှမဆိုင်ဘူးဒါသူကဏ္ဍလေဟုတ်လားကိုကမေတ္တာပို့တာနဲ့သူတို့ကောင်းပေးရသူတို့ကောင်းပေးမှကိုကမေတ္တာပို့မယ်ငါမင်းကိုမေတ္တာပို့တော့မယ်မင်းကောင်းပေးဖို့တော့လိုတယ်စီကံချက်တွေလျှောက်ချမှတ်เสียမလိုဘူးလေဒါသူဘဝသူပိုင်တာသူစိတ်သူနေချင်လို့နေသူဖြစ်ချင်လို့ဖြစ်ဒါသူကဏ္ဍဟုတ်တယ်မဟုတ်လားကိုကသူ့ကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတာမှမဟုတ်တာတကယ်ကဘယ်သူကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားတာဘယ်ပိုင်းလေးမှာပြုပြင်ပြောင်းလဲဖို့ကြိုးစားတာတော့လောကပေါ်မှာထားတဲ့သဘောထားလေးကိုကောင်းကျင်တာဟုတ်လားအဲ့ဒါမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းတာနော်ဘေးရန်ကင်းစေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစေဝါငြိမ်းအေးစေခြင်းနဲ့ကျမ်းမြင့်၃ချက်ဟုတ်လားကရုဏာဆိုတာကတော့ဒုက္ခရောက်နေတဲ့တတ္တဝါတွေဒုက္ခမရောက်လည်းပဲဒုက္ခရောက်နေတာဆိုတဲ့အမှန်တရားကိုမြင်တယ်အပေါ်ယံဒုက္ခမရောက်လည်းပဲနည်းနည်းဒုက္ခရောက်နေတာကိုမြင်တဲ့အတွက်ကြောင့်အလုံးပေါ်မှာအဲ့ဒီဒုက္ခတွေကလွတ်စေခြင်းတယ်ဟုတ်လားပြီးရင်ထိုက်တဲ့အဆင်ပြေမှုလေးတွေတွေ့ရင်လည်းဝမ်းမြောက်နိုင်တယ်ဝမ်းသာနိုင်တယ်ဒါတွေကမေတ္တာကိုအခြေခံထားမှကရုဏာတို့မုဒိတာတို့ဆိုတာဆက်ပြီးတော့လာဖို့လွယ်ကူတာနော်သူများချမ်းသာတာဝမ်းသာဖို့ဆိုတာကမုန်းနေရင်ဘယ်လိုလုပ်ဝမ်းသာမလို့မုန်းနေရင်ဝမ်းမသာနိုင်ပဲနဲ့ခံရတောင်ခက်ရတယ်သူများအဆင်ပြေလေးနေရထိုင်ရခက်လေအဲ့ဒါဘာဖြစ်နေတာမနာလိုမှုတွေဖြစ်ဟုတ်လားအဲ့တော့ကိုကလာတကယ်လို့သူ့ကိုချစ်မယ်ဆိုလို့ရှိရင်ကိုချစ်တဲ့လူအဆင်ပြေပြီဆိုတော့ဘာဖြစ်တော့ဟာဝမ်းသာပြီဟောဘယ်သူ့ကိုအခြေခံတာမေတ္တာကိုအခြေခံတာဟုတ်လားဟောနောက်ဆုံးကြတဲ့အခါကျတော့ဥပေက္ခတရားချစ်ဖို့ရမ်းခက်ပါတယ်သူကတော့ဉာဏ်ပညာနဲ့ပဲဘက်ကိုကူးသွားတာနော်တတ္တဝါတွေဆင်းရဲခြင်းချမ်းသာခြင်းဟာငါစိတ်ကိုမတုံ့လှုပ်စေသင့်ဘူးငါလည်းဘာမှတတ်နိုင်တာမဟုတ်ဘူးနော်သူရှားထားတာသူရတာသူလုပ်တဲ့အတိုင်းသူဖြစ်နေတာဒီဥစ္စာကြီးဟာနော်သူဆင်းရဲလို့လည်းပဲငါစိတ်အပြောင်းလည်းမဖြစ်သင့်ဘူးသူချမ်းသာလို့လည်းစိတ်အပြောင်းလည်းမဖြစ်သင့်ဘူးနော်ဒါဘာမှမတတ်နိုင်တဲ့ကိစ္စကြီးလို့တတ္တဝါတွေရဲ့နောက်ဖြစ်ပေါ်နေတဲ့အနေအထားသူ့အကျိုးရလက်သူ့အကြောင်းသူ့အကျိုးဒီလိုသွားနေတာလို့နားလည်ပြီးတော့မြင့်မြတ်သောလေးလူရှုခြင်းဖြင့်လေးလူရှုနိုင်တယ်ဝင်ရောက်ဆွတ်ဖက်မှုကိုတားတာပေါ့နော်ကိုယ်စိတ်ကိုနောက်ရှင်စိတ်ကထဲထဲဝင်လျှောက်ဝင်ပါတာတော့တဏှာလုံးအာကြီးသွားရင်ဘယ်နယ်ကိုရောက်သွားမယ်လို့ထင်လဲတောကနယ်ကိုရောက်သွားတာတဏှာလုံးအာကြီးကိုချို့ကြမိုးရောဟုတ်လားနော်အဲ့ဒါကောင်းသေးသလားကောင်းတော့ဘူးနော်ဝမ်းမြောက်တယ်ဆိုရင်လည်းလောဘနဲ့ပဲကိုရောက်သွားတတ်သေးတယ်နော်မေတ္တာလည်းပဲအာကြီးတာလို့မဟုတ်ဘူးလေမေတ္တာလည်းပဲမထိမ့်တဲ့မသိမ့်တဲ့ຢာကသဘောကိုတက်ရောက်တာလည်းရှိတယ်ရွှေကျင်စတော်ကြီးရေးတာကိုဆရာကြီးဥတုခပြန်ပြီးတော့
လူငယ်တွေနားလေအောင်ရေးထားတဲ့ဝိဇ္ဇနာဓိပနီဆိုတဲ့စာအုပ်သေးသေးလေးရှိတယ်ဒါနောက်ထပ်စာအုပ်တစ်အုပ်ထပ်ပြီးတော့ညွှန်ပြတာစိတ်တွေရဲ့လိမ်ညာမှုကိုပြောတာဟုတ်လားမေတ္တာကယာကမေတ္တာရောင်ဆောင်တတ်တယ်နော်သောကကရုဏာရောင်ဆောင်တတ်တယ်ဒီလိုလေးတွေပြောတာဟုတ်လားအဲ့တော့ဘုန်းတို့ပြောရင်ပါတော့မေတ္တာဆိုတာဘဝမှာလိုအပ်တယ်ဘာလို့လဲဆိုတော့ဘုန်းတို့မှာပတ်ဝန်းကျင်ဆိုတဲ့နော်အနေအထားတစ်ခုမှာမဖြစ်မနေဆက်ဆံနေကြရတာကိုယ်စိတ်ကအမြဲတမ်းဒီကုလူဆက်ဆံသွားလာနေတာတွေမရှိဘူးလားဘေးလူတွေအပေါ်မှာအမြဲတမ်းရှိရနော်အဲ့လိုကုလူဆက်ဆံသွားလာနေတာကိုမတားနိုင်မဲ့အတူတူဆိုရင်တော့ရုပ်ရံသောကုလူဆက်ဆံခြင်းမျိုးထဲမြင့်မြတ်သောကုလူဆက်ဆံခြင်းမျိုးကပို့ပြီးတော့တန်ဖိုးမရှိဘူးလားရှိတယ်ဒါကြောင့်မို့လို့မေတ္တာတရားနော်စတဲ့ဓမ္မဝိဟာရတရား၄ပါးပေါ့နော်ဒါကိုမလုပ်ကြမလို့ပွားများကြမယ်